မန်စီးတီးကိုအရှက်ခွဲပြီးတက်တည်ပြလိုက်တဲ့အာဆနယ်ရဲ့ Track the Project ကြီးကို16တင်းဖန်တွေကြောက်နေကြပြီ2021တုန်းကအသင်းကြီးတွေကိုအမြဲရှုံးပေးခဲ့ရတဲ့အာဆနယ်ကအခုတော့ Premier League Champion ဂုဏ်ပုံနဲ့မန်စီးတီးကို3ဂိုးမရှိနဲ့အရှက်ခွဲပြီးဘရင်တပါးလို့ပြန်ကြွလာပါပြီပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာ Sport Cover Plus ကနေကြိုဆိုလိုက်ပါရစေအချိန်ကိုနောက်ပြန်ဆုပ်ပြီးတော့2021ခုနှစ်ဝန်းကျင်လောက်ကအာဆနယ်တင်းရဲ့အခြေအနေကိုပြန်တွေးကြည့်ရင်တကယ်ကိုရင်နာစရာကောင်းတဲ့အိမ်မဆိုးကြီးတစ်ခုလိုပါပဲအဲဒီချိန်တုန်းက Premier League မှာ Manchester City တို့ Liverpool တို့လိုထိပ်သီးတင်းကြီးတွေနဲ့တွေ့ပြီးဆိုရင်အာဆနယ်ပရိသတ်တွေရဲ့ရင်ထဲမှာနိုင်ပါမလားဆိုတဲ့မျှော်လင့်ချက်ထက်ဒီနေ့ဘယ်နှကိုပြတ်တဲ့အရှက်ကွဲဦးမလဲဆိုတဲ့တောကတွေကပို့ပြီးတော့ကြီးမားနေကြတာပါကွင်းထဲမှာကစားမတွေကအတမပါသလိုစိတ်ဓာတ်တွေအောက်ဆုံးထိကိုထိုးချနေပြီးတော့ပြိုင်ပွဲရဲ့တိုက်စစ်ဆင်မှုတိုင်းကိုကြောက်ရွံ့တုန်လှုပ်စွာနဲ့ခံစစ်ဆင်ခဲ့ရတဲ့အချိန်တွေပါ၅ဂိုးမရှိတွေ၄ဂိုးမရှိတွေနဲ့ဂိုးပြတ်ရှုံးနေမှုတွေကအာဆနယ်အတွက်တော့ထမင်းစားရည်တောက်ကိစ္စတစ်ခုလိုဖြစ်နေခဲ့ပြီးပြိုင်ပွဲပရိသတ်တွေရဲ့လောင်ပြောင်တယောမှုတွေကိုအန်ကျိပြီးတော့ခံစားခဲ့ရတဲ့ကာလတွေပဲဖြစ်ပါရီအဲဒီလိုပြန်လည်ထူထောင်ရေးကာလဖြတ်တန်းနေရချိန်မှာအသင်းကိုချစ်ချစ်တဲ့ကဏ္ဍပရိသတ်တွေကမျက်နှာငယ်ငယ်နဲ့ကိုအသင်းရဲ့ဂျာစီလေးကိုတောင်ဂုဏ်ယူဝင်ကြွားစွာမဝေရဲလောက်အောင်စိတ်ဓာတ်တွေကြာဆင်းခဲ့ရပါရီ Track the Project လုပ်ငန်းစဉ်ကိုယုံကြည်ပါဆိုတဲ့စကားလုံးကအဲဒီတုန်းကတော့ပြောင်းလောင်စရာစကားလုံးတစ်ခုလိုဖြစ်နေခဲ့ပြီးအာဆနယ်ဆိုတာအသင်းကြီးအင်္ဂါရက်နဲ့မညီတော့ဘဲအလဲအလက်အဆင့်လောက်ကိုထိုးချသွားပြီလို့ဘောလုံးပညာရှင်အများစုကသုံးသပ်ခဲ့ကြပါရီ။ဒါပေမဲ့အချိန်တွေကုန်လွန်လာတဲ့မြောက်အာဆနယ်ရဲ့အဲဒီလုပ်ငန်းစဉ်ကြီးကတဖြည်းဖြည်းချင်းအသီးပွင့်တွေဝေစားလာခဲ့ပါပြီ။အနာဂတ်အတွက်ရည်ရွယ်ပြီးတော့စုဆောင်းခဲ့တဲ့လူငယ်ကစားမလေးတွေကအခုချိန်မှာတော့ဥရောပတတိုင်းလုံးကလမ်းဖြတ်သွားရလောက်တဲ့အေယာမဘလူးကြီးတွေဖြစ်အသွင်ပြောင်းသွားခဲ့ပါပြီ။အရင်ကပြိုင်ဘက်ကိုကြောက်ရွံ့နေခဲ့တဲ့အာဆနယ်မဟုတ်တော့ပါဘူး။အခုချိန်မှာတော့ Premier League Champion ဆိုတဲ့ကြီးကြပ်ခန်းထားတဲ့ဂုဏ်ပုတ်ကြီးကိုပကုံးပေါ်မှာတင်ထားပြီးဘယ်အသင်းလာဂိမ်းမဆိုင်ဘဲနဲ့လာသမျှအသင်းတိုင်းကိုအကြောက်လန့်မရှိတီးထုတ်ပစ်မဲ့ကြောက်စရာအကောင်းဆုံးအသင်းကြီးတစ်သင်းဖြစ်လာခဲ့ပါပြီ။ဒီအချက်ကိုထင်ရှားဆုံးသက်သေပြလိုက်တာကတော့မကြသေးခင်ကကျင်းပသွားခဲ့တဲ့ Community တိုင်းလူပွဲကြီးမှာပါပဲ။ပြိုင်ဘက်ကတခြားသူမဟုတ်ပါဘူး။ဒီချိန်တုန်းကသူတို့ကိုအမြဲတမ်းအနိုင်ကျင့်အရှက်ခွဲခဲ့တဲ့ Manchester City အသင်းကြီးပါ။အားလုံးကဒီပွဲကအချိန်နဲ့ရှိမယ်လို့ထင်မှတ်ထားခဲ့ပေမဲ့တကယ်တမ်းကွင်းထဲမှာတော့ Arsenal က Man City ကိုကလေးတစ်ယောက်လိုသဘောထားပြီးတော့3ဂိုးကုန်မရှိဆိုတဲ့ရလဒ်နဲ့အပြတ်သက်တစ်ဖက်သက်အနိုင်ယူဖို့ဆွဲသွားနိုင်ခဲ့ပါရီ။ဒါဟာတာမန်နိုင်ပွဲတစ်ပွဲမဟုတ်ပါဘူး။ဒါဟာ Arsenal တင်းရဲ့အထိတ်ကအကြောက်တရားတွေကိုမြေလံပစ်လိုက်ပြီးတော့သူတို့ရဲ့ခေတ်သစ် Empire ကြီးကိုတရားဝင်ကြေညာလိုက်တဲ့အေယာမသတင်းစကားကြီးတစ်ခုပါပဲ။ကွင်းထဲကသမားတွေရဲ့မျက်လုံးတွေကိုကြည့်လိုက်ပါအရင်ကလူတုံးလုံးနေတဲ့မျက်ဝန်းတွေမဟုတ်တော့ဘဲနဲ့အနိုင်လိုခြင်းစိတ်အောင်ပွဲဆာလောင်စိတ်တွေနဲ့တောက်လောင်နေတဲ့မျက်ဝန်းတွေကိုမြင်တွေ့နေရမှာပါ။နေရာတိုင်းမှာဘောလုံးပိုင်ဆိုင်မှုကိုအသာစီးယူနိုင်ခဲ့ပြီးတော့Manchester City ရဲ့ကမ္ဘာ့ဆင့်ကွင်းလည်တဲ့တိုက်စစ်ကိုဘာမှအသုံးချခွင့်မရအောင်အသက်ရှူပေါက်ပိတ်ပြီးတော့ကစားသွားနိုင်ခဲ့တာပါ။အရင်က Man City သမားတွေဘောလုံးကိုင်ရင်ထိတ်လန့်နေကြရတဲ့ Arsenal ခံစစ်ကအခုတော့အကြောက်ဆောင်ကြီးတစ်ခုလိုမာကျောတည်ငြိမ်နေခဲ့ပါပြီ။တိုက်စစ်ကလည်းအခွင့်အရေးရနဲ့ပြိုင်ပွဲရဲ့လေဘင်းကိုဓာတ်နဲ့တေးလိုက်တယ်လို့ရဲရဲဆက်ဆက်အဆုံးသတ်ပြသွားခဲ့ပါရီ။သုံးဂိုးမရှိဆိုတဲ့ရလဒ်က Man City နေနဲ့ဘာမှစင်ကြီးပေးစရာမရှိလောက်အောင်ကိုအပြတ်အသတ်အရေးနိုင်သွားခဲ့တာကိုပြသနေပါရီ။ဒီအောင်ပွဲက Arsenal ပရိသတ်တွေအတွက်တော့မျက်ရည်ကျလောက်အောင်ဝမ်းသာစရာကောင်းတဲ့အခိုက်အတန့်ပါပဲ။လုံခဲ့တဲ့နေ့တွေတုန်းကခံစားခဲ့ရတဲ့လောင်ပြောင်မှုတွေနာကျင်မှုတွေအားလုံးကိုဒီ community တိုင်းဖလားကြီးနဲ့အတူဆေးကြောပစ်လိုက်နိုင်ပါပြီ။အခုဆိုရင် Arsenal ဟာအင်္ဂလန်ဘောလုံးလောကမှာဘယ်သူမှမကြောက်တော့တဲ့ကိုယုံကြည်မှုအပြည့်ရှိတဲ့ပြိုင်ပွဲတိုင်းကိုအနိုင်ယူဖို့အသင်းဖြစ်နေတဲ့ထိပ်သီးစစ်စစ်အသင်းကြီးအဖြစ်ရပ်တည်နေပြီဖြစ်ပါရီ။ဒါဟာအတိတ်ကိုမြေလံပြီးတော့ပြစ်ဆုပ်ပံမှာဘယင်တပါးလိုစိုးစံနေတဲ့ Arsenal တင်းရဲ့ကြီးကြပ်ခန်းသားတွေပြန်လည်ထားမြောက်မှုဇလန်းကြီးတစ်ပုဒ်ပဲဖြစ်ပါရီ။ဒါပေမဲ့ Arsenal ကခြေစမ်းပွဲအဆင့်တသာရှိတဲ့ community တိုင်းလေးရတာကိုကဘာသိန်းတယ်လို့ပြောနေတာပါ။တကယ် Premier League ရာသီဆေးရောက်ရင်အရင်လိုပဲ PR တွေရောက်မှပြိုလဲပြီးတော့ဖလားလက်မဲ့တန်ရာတွေကိုပြန်လဲသွားအောင်မှာပါဆိုပြီးတော့ပြောနေကြတဲ့သူတွေကလည်းအများကြီးရှိနေပါသေးတယ်။ညီကိုတို့ကရော Arsenal တင်းရဲ့လက်ရှိဖြစ်တည်မှုကိုဘယ်လိုမြင်မိကြလဲဗျ။ပြောပြသွားခဲ့ကြပါဦး။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။